ကျွန်းနဲ့တွင်တန်ဖိုး5မျိုးရှိပါတယ်။ကျွန်းဟုသည့်ပဂတိတန်ဖိုးထူးထူးခြားခြားအ내ရောင်ဖြစ်နေသည့်ထူးခြားတန်ဖိုးတည်ရန်ခက်ခဲသောတွေ့ရန်ခက်ခဲသောရှားပါးတန်ဖိုးအတိခက်နည်းနည်းသောဂမ်ဘီယာတန်ဖိုးကျွန်းနဲ့ဝါဟာရကိုတင်ချာကဏ္ဍဖွဲ့ရာတွင်29ပေါင်းကိုဖြစ်တဲ့ဖြစ်ရှိရသောနဝင်းတန်ဖိုးဟူ၍ဖြစ်ပါတယ်။ညမိတ်တမှရနိုင်တဲ့ကျွန်းနဲ့ပတိများကတော့ကိုလုံးပတိ29လုံးပုံမှန်ပတိလက်မ30စိုက်ပြုလုပ်ထားတဲ့29လုံးပတိ36လုံးပတိအမျိုးသမီးကိုင်16လက်မ18လက်မပတိအမျိုးသားကိုင်လက်မ20 22လက်မ25လက်မပတိဆရာကိုင်သမားကိုင်28လက်မလက်မ30ပတိဆိုပြီးတော့မှရှိပါတယ်ခင်ဗျာပတိသားလုံးလေးရလည်းချောမွန်လှပပြီးတော့မှတဘာဝအယောင်တိုင်းဖြစ်ပါတယ်ခင်ဗျာကျွန်းတဲ့ပတိများကိုမှာယူခြင်းမှာကညမိတ်တရဲ့ Facebook page TikTok page က Messenger မှာမှာယူနိုင်တယ်လို့39 446 36956 39 0809 44956မှာမှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်